မောင်မိုက်ပြီးလှုပ်ဝက်ဆန်းကျတဲ့ကြောက်ကူကြီးတစ်ခုထဲမှာဝစ်စုံဖြူဝစ်စင်ထားတဲ့မိန်းမလေးတစ်ယောက်ဟာဒဏ်ရာတွေနဲ့လဲလျောင်းနေခဲ့တဲ့သူမရဲ့ပကုံးပေါ်မှာတော့မကောင်းဆိုးဝါအမောင်မဲအငွေ့သက်တွေဖုံးလွှမ်းနေပြီးအော်ဟစ်အကူအညီတောင်းနေရှာတယ်။အဲ့ဒီအချိန်မှာပဲအဖြူရောင်ဝစ်စုံနဲ့တိုင်းသမားလူငယ်လေးတစ်ယောက်ရောက်ရှိလာပြီးဒီလိုမျိုးခြောက်ခြားစရာကောင်းတဲ့နေရာမှာဘာလို့ဒီလိုမိန်းကလေးတစ်ယောက်ရှိနေရတာလဲဆိုပြီးအော်တုံလို့သွားခဲ့တဲ့သူကသူမနာကိုချင်းကပ်ဖို့ကြိုးစားတဲ့အခါမှာတော့ဒဏ်ရာရနေတဲ့မိန်းကလေးကကြောက်လန့်တကြားနဲ့သူမနာကိုမလာဖို့တားဆီးရှာတယ်။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ခန္ဓာကိုယ်မှာမကောင်းဆိုးဝါအငွေ့သက်တွေရှိနေပြီးအဲ့ဒီအငွေ့သက်တွေကကူးစက်သွားနိုင်လို့ပဲဖြစ်တယ်။ဒါပေမဲ့လည်းအဲ့ဒီလူငယ်လေးကစိုးရိမ်စိတ်မရှိပဲစိတ်အေးထားဖို့ပြောပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာမွေးရပါကလေးကအဲ့ဒီလိုမကောင်းဆိုးဝါအငွေ့သက်တွေကိုခုခံနိုင်စွမ်းရှိတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တယ်။အဲ့ဒီနောက်မှာတော့သူကမိန်းကလေးရဲ့ပကုံးပေါ်ကဒဏ်ရာကိုသူ့ရဲ့လက်ချောင်းလေးနဲ့အသားအရာထိတွေ့လိုက်တဲ့အခါမှာတော့စမ်းကျဲတဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးမကောင်းဆိုးဝါအငွေ့သက်တွေကိုတန့်စင်ပေးလိုက်နိုင်တယ်။အဲ့ဒီလိုတန့်စင်သွားတာကိုမြင်လိုက်ရတဲ့မိန်းကလေးဟာအံ့ဩမြင်သက်သွားပြီးဒီလူကတကယ်ပဲမကောင်းဆိုးဝါအငွေ့သက်တွေကိုတန့်စင်ပေးနိုင်တာပဲလို့စိတ်ထဲကနေရေရွတ်လိုက်မိတယ်။သူမရဲ့မျက်ဝန်းတွေဟာနီးရဲရာကနေတဖြည်းဖြည်းတောက်ပလာပြီးစိတ်ဝင်စားစရာကောင်းလိုက်တာလို့တွေ့တော်ရင်လူငယ်လေးရဲ့လက်ကိုဆွဲကင်ကထားလိုက်ပါတော့တယ်။တိမ်တိုက်တွေမှိုင်းညွတ်နေတဲ့တောင်ကြားတစ်ခုထဲမှာလင်းတခင်လေးကဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ကိုကဲတင်ပြီးခေါ်ဆောင်လာခဲ့ပါတယ်။သူကမိန်းကလေးကိုစိတ်ချလက်ချနဲ့သူ့နောက်ကိုသာလိုက်ခဲ့ဖို့ပြောပြီးဒီတောင်တန်းတွေထဲမှာရှိနေတဲ့မိန်းမောဝေဝါးစီမဲ့မကောင်းဆိုးဝါအငွေ့သက်တွေကိုသူကကောင်းကောင်းရှောင်ကွင်းသွားနိုင်တယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောဆိုလိုက်ပါတယ်။မိန်းကလေးကလည်းသူ့စကားကိုနာခံတဲ့အနေနဲ့ဟုတ်ကဲ့ပါလို့တူတူလေးပြန်လဲဖြေချခဲ့တယ်။သူတို့နှစ်ယောက်တော်လန်တိုင်းရှောက်လန်းလာခဲ့ကြရင်လန်ခီမှာမိန်းကလေးကခြေလမ်းမပြီးခလုတ်တိုက်ကလဲကျသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလင်းတခင်လေးကစိုးရိမ်တကြီးနဲ့ချက်ချင်းပဲလှည့်ကြည့်ပြီးမိန်းကလေးဘာဖြစ်သွားတာလဲဘာလို့လဲလို့အလောတကြီးမေးမြန်းခဲ့ပါတယ်။မိန်းကလေးကလည်းနာကျင်တဲ့အမူအရာလေးနဲ့တခင်လေးရဲ့ကျမခြေချင်းဝက်လဲသွားလို့ပါလို့ညှဉ်းညူပြီးပြောရှာတယ်။လင်းတခင်လေးကစိတ်မကောင်းဖြစ်သွားပြီးသူမကိုကူညီခြင်းတဲ့အတွက်ကြောပိုးပြီးတော့ပဲဒီတောင်ကြားထဲကနေအမြန်ဆုံးထွက်ခွာခဲ့ကြပါတယ်။သူတို့နှစ်ယောက်မကောင်းဆိုးဝါအငွေ့သက်တွေရှိတဲ့တောင်တန်းကနေလွတ်မြောက်လာပြီးတဲခုကန်တစ်ခုကိုရောက်ရှိလာတဲ့အခါမှာတော့လင်းတခင်လေးကမိန်းကလေးရဲ့ဒဏ်ရာကိုဆေးထည့်ပေးဖို့ပြင်ဆင်ပါတော့တယ်။သူကတန်ရှင်းတဲ့ပတိဆက်ကိုကင်ဆောင်ရင်းမိန်းကလေးကိုကြည့်ပြီးတခင်မလေးစုကျွန်တော်စော်ကားတယ်လို့မျိုးဖြစ်သွားရင်ခွင့်လွှတ်ပါဒဏ်ရာကိုဆေးပြန်ထည့်ပေးဖို့အတွက်တခင်မလေးရဲ့ဒဏ်ရာအခြေအနေကိုကျွန်တော်ကိုကြည့်ခွင့်ပြုပါလို့အကျိုးအကြောင်းရှင်းပြပြီးခွင့်တောင်းလိုက်ပါတယ်။ဒါပေမဲ့ဒဏ်ရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့လင်းတခင်လေးဟာအားတင်သွားပြီးဒါကဘလို့မှတာမန်လူသားတယောက်ရဲ့ဒဏ်ရာပြောက်ခင်းတဲ့နှုံးမဟုတ်ဘူး။သူမကတကယ်တော့ဘလို့လူမျိုးလဲဆိုပြီးစိတ်ထဲကနေတန်တရားတွေကြီးစုလာခဲ့ပါတယ်။မိန်းကလေးကတော့လင်းတခင်လေးရဲ့လက်ထဲကပတိဆက်ကိုလှမ်းယူရင်းညှို့ငရတနာလိုမျက်ဝန်းအစုံနဲ့စိုက်ကြည့်တာတခင်လေးလင်းကျမကိုဘာဖြစ်လို့ကဲတင်ခဲ့တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။လင်းတခင်လေးကလည်းယူသားစွာနဲ့ပဲလူတယောက်ဒုက္ခရောက်နေတာကိုမြင်သားနဲ့တော့ပြစ်မထားနိုင်ပါဘူးလို့ပြန်ပြောခဲ့တယ်။အဲ့ဒီစကားကိုကြားရတဲ့အခါမိန်းကလေးကသဘောကျတယ်လို့ပြောလိုက်ပြီးတိတ်ကောင်းတာပဲကျမကစိတ်သဘောထားပြေဝပြီးကျင်နာတတ်တဲ့လူတွေကိုအနှစ်သက်ဆုံးပဲလို့ထူးဆန်းတဲ့အတိတ်တွေနဲ့ပြောဆိုလိုက်ပါတော့တယ်။တကောင်ရန်ချိန်ရောက်တဲ့အခါမှာတော့လင်းတခင်လေးဟာအိမ်မဆိုးတွေမှတ်ပြီးလန့်နိုးလာခဲ့ပါတယ်။ညနေတန်းကောင်လာမင်းကြီးတာယာနေတဲ့အချိန်မှာမိန်းကလေးဟာဝစ်စုံဖြူကြီးနဲ့ပြတင်းပေါက်နားမှာမတ်တရက်နေပြီးသူ့ကိုလှည့်ကြည့်တာတခင်လေးလည်းအိမ်မဆိုးတွေမှတ်နေတာလားလို့တိုးညင်းတဲ့အတန်းနဲ့မေးလိုက်ပါတယ်ပြီးတော့သူမကကတင်နာကိုဖြည်းဖြည်းချင်းရှောက်လာပြီးလင်းတခင်လေးရဲ့ပခုံးပေါ်ကိုလက်တင်ကတခင်လေးမကြောက်ပါနဲ့တော့ကျမကတခင်လေးကိုကောင်းကောင်းအကာအကွယ်ပေးမှာပါလို့ပြောရင်းဆွဲဆောင်မှုရှိပြီးအနေအများတဲ့အပြုံးတစ်ခုနဲ့အတူအနာကိုတိုးကပ်လာပါတော့တယ်တိမ်မြူတွေဆိုင်နေတဲ့တောင်တန်းကြီးတွေရဲ့ကြားမှာဖုံးကွယ်နေတဲ့လှုပ်ဝက်ဆန်းကျတဲ့လမ်းမထက်မှာတော့သူတို့နှစ်ယောက်ဟာအတူတူရှောက်လန်းလာခဲ့ကြပါတယ်။မိန်းကလေးကတော့အတိတ်ကအကြောင်းအရာတွေကိုပြန်တွေးမိပြီးလွန်ခဲ့တဲ့ရက်ပိုင်းကတိုက်ခိုက်မှုတွေကြားထဲမှာသူရဲ့ကောင်းကြီးလင်းရဲ့ကဲတင်ခြင်းကိုခံခဲ့ရတာဟာတကယ်ပဲကံကောင်းလွန်းလာပါတယ်လို့ရေရွနေခဲ့တဲ့အဲ့ဒီအချိန်မှာပဲလမ်းမပေါ်မှာကြားရောက်နေတဲ့တစ်ပင်ရိပ်တွေကိုကြည့်ပြီးတော့မိန်းကလေးကစိုးရိမ်တကြီးနဲ့လင်းတခင်လေးရေးဒီတရရိပ်တွေကကြည့်ရတာတကောင်ကောင်ရဲ့လက်သေးချေသေးတွေနဲ့မတူဘူးလားလို့ထိတ်လန့်တကြားမေးမြန်းလိုက်ပါတယ်။လင်းရဲကလည်းသူမရဲ့လက်ကိုအသားအရဆုပ်ကန်ရင်းနဲ့ဒါတွေကတရွက်တွေရဲ့အရိပ်တွေတက်ပါပဲမစိုးရိမ်ပါနဲ့မကြောက်ပါနဲ့လို့ညင်သာစွာနှစ်သိမ့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမိန်းကလေးရဲ့မျက်ဝန်းအစုံကတော့နီးရဲနေပြီးတစ်ခုခုကိုဖုံးကွယ်ထားတယ်လို့ထူးဆန်းနေခဲ့တာပါ။သူတို့နှစ်ယောက်ဟာလင်းအိမ်တော်ကြီးရဲ့တကားဝါကိုရောက်ရှိလာခဲ့ကြပြီးအဆောင်တွေကတကားကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့အိမ်တော်ထဲကိုအတူတူဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအိမ်တော်ကတခြားလူငယ်တွေကတော့လင်းရဲကိုကြည့်ပြီးနှာခေါင်းရှုပ်ရင်းနဲ့လင်းရဲလိုအသုံးမကျတဲ့ကောင်ကဘဲကနေဒီလိုအလှပကားလေးကိုခေါ်ဆောင်လာခဲ့တာလဲဆိုပြီးမနာလိုဖြစ်ကလှောင်ပြောင်ပြောဆိုနေကြတဲ့လင်းရဲကတော့ဒါတွေကိုဂယုမဆိုင်ပဲမိန်းကလေးကိုခေါ်လို့ခေါင်းဆောင်ကြီးရှိရာခမ်းမစီကိုတက်တက်မတ်မတ်ရှောက်လန်းသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခေါင်းဆောင်ကြီးရဲ့ရှေ့မောက်ကိုရောက်တဲ့အခါမှာတော့လင်းရဲကအယိုအသေးပေးရင်းမျိုးနွယ်စုခေါင်းဆောင်ကြီးခင်ဗျာဒီမိန်းကလေးကတော့ဆူရောက်လို့ခေါ်ပါတယ်။မိစ္ဆာတွေရဲ့တောင်းကျမ်းမှုတန်ကြောင့်သူမရဲ့မိသားစုဝင်တွေအားလုံးဆုံးရှုံးသွားခဲ့ရပြီးအခုဆိုရင်သွားစရာလာစရာနေရာမရှိအောင်ဖြစ်နေရရှာတာပါလို့အခြေအနေကိုရှင်းပြခဲ့ပါတယ်။မျိုးနွယ်စုခေါင်းဆောင်ကြီးကတော့ခုံအာနာပေါ်မှာထိုင်နေရင်းနဲ့ဆူရောင်ကိုစူးစိုက်ကြည့်ကစဉ်းစားကန့်ဖွင့်နေခဲ့တဲ့ခေါင်းဆောင်ကြီးရဲ့စိတ်ထဲမှာတော့ဒီမိန်းကလေးကဘလို့မှရိုးရိုးရှင်းရှင်းပုံစံမဟုတ်ပဲတခုခုထူးဆန်းနေတာကိုရိပ်မိနေကြတာပါ။ဒါပေမဲ့လည်းလောလောဆယ်အခြေအနေကအရေးကြီးနေတာကြောင့်သူမကိုအပြင်မှာလွတ်ထားတာထက်စာရင်မျက်စိရှိမှာပဲ။အနီးကပ်စောင့်ကြည့်ထားတာကပို့ပြီးတော့ဘေးကင်းနိုင်လိမ့်မယ်လို့တွေးတော့လိုက်တယ်။နောက်ဆုံးမှာတော့ခေါင်းဆောင်ကြီးကတည်ငြိမ်တဲ့လေတံနဲ့ဒါဆိုရင်လည်းဒီမှာပဲကိတ္တခဏတဲကိုနေထိုင်ပါစေလင်းရဲမင်းပဲသူမကိုတေချာပြီးဆိုင်ပြီးစောက်ရှောက်ပေးလိုက်ပါလို့အမိန့်ချမှတ်လိုက်ပါတယ်။မိန်းကလေးစုရောင်ကလည်းရိုးရိုးတည်တည်ပဲဥညွတ်လိုက်ရင်းနဲ့တမီးကိုဒီမှာနေထိုင်ခွင့်ပေးပြီးကဲတင်စောက်ရှောက်ပေးတဲ့အတွက်မျိုးနွယ်စုခေါင်းဆောင်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းလင်းရဲရဲ့နောက်ကနေလိုက်ပါသွားခဲ့ပါတော့တယ်။လတာညချမ်းချိန်လေးတစ်ခုမှာတရုတ်ရှိဟောင်းပုံစံအဆောက်အဦတစ်ခုရဲ့တကားမကြီးပွင့်လာပြီးဝစ်စုံဖြူဝစ်စင်ထားတဲ့အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုသူနေထိုင်ရာခန်းစီခေါ်ဆောင်လာခဲ့ပါတယ်။သူကလက်ဟန်ချင်းဟန်ပြရင်းနဲ့ဒီနေရာလေးကရိုးရိုးရှင်းရှင်းပါပဲစုမင်းကလေးအနေနဲ့စိတ်အနှောက်အယှက်မဖြစ်ပါနဲ့လို့အာနာတကြီးပြောရှာပါတယ်။ဒါအပြင်သူ့မှာအိတ်ခမ်းတစ်ခမ်းပဲရှိတာမို့လို့ဒီညတော့သူကအပြင်ခန်းမှာပဲအိပ်ပါမယ်လို့လမ်းညွှန်ပြတတ်ရင်းဆိုပါတယ်။အမျိုးသမီးလေးကတော့အခန်းထဲကိုတစ်ချက်ဝေဝဲကြည့်ရှုလိုက်ပြီးဒီနေရာလေးကတကယ်ကိုအဆင်ပြေလာပါတယ်လို့ညင်သာစွာပြန်လည်ပြောကြားခဲ့ပါတယ်။အမောင်ရံညစ်နဲ့တန်းလာတဲ့အချိန်မှာတော့အမျိုးသားလေးကအိပ်ရာပေါ်မှာနှစ်ချိုက်စွာအိမ်မောကျလို့နေပါတယ်။အဲ့ဒီအချိန်မှာပဲတကားဝက်စီကနေခြေတံမကြရအောင်ခြေ
ပလာနဲ့တရွေ့ရွေ့ရှောင်းလာတဲ့အမျိုးသမီးလေးတယောက်ရှိနေခဲ့ပါတယ်သူမဟာအိပ်ပျော်နေတဲ့အမျိုးသားရဲ့ကတင်ချေရင်းစီတူးကပ်လာပြီးမျက်နှာနာအထိငုံကြည့်ကသူ့ရဲ့မျက်ခုံးစုံကိုလက်ချောင်းလေးတွေနဲ့အသားရတို့ထိလိုက်ပါတယ်သူမရဲ့မျက်ဝန်းတွေကရဲရဲနေနေပြီးစိတ်ထဲကနေရေရွတ်နေမိတာကတော့ဒီမျက်ဝန်းတွေကတကယ်ကိုလှပလွန်းလာတဲ့ရေစင်ထဲမှာစိန်ထားမယ်ဆိုရင်တော့ဒီလိုတောက်ပမှုကိုဆက်ပြီးထိမ့်သိမ်းထားနိုင်မှာပဲလို့တွေးနဲ့တွေးတောနေခဲ့တာပါအဲ့ဒီလိုထိတွေ့မှုကြောင့်အမျိုးသားလေးကလန့်နိုးလာပြီးကိုစက်ခနဲထထိုင်လိုက်ကစုရောင်မင်းအခုဘာတွေပြောနေတာလဲလို့စိုးရင်တကြီးမင်းမြန်းလိုက်မိပါတယ်အမျိုးသမီးလေးကတော့ဘာမှမဟုတ်ပါဘူးလို့ပေါ့ပပြန်ဖြေရင်နိုးလာပြီဆိုရင်တော့စိတ်ပန်းပြေစေမယ်လက်ဖက်ရည်ပူပူလေးတောက်လိုက်ပါဦးလို့ဆိုကဖန်ခွက်လေးကမ်းပေးပါတယ်သူမကဒါကိုအထူးတလဲချက်လုပ်ထားတာလို့လည်းပြောပါသေးတယ်အမျိုးသားလေးကဘာမှရိပ်မိခြင်းမရှိပဲဖန်ခွက်ကိုလှမ်းယူပြီးတငုံတောက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်ဝန်းတွေတူးကျဲသွားရပါတယ်ဘာဖြစ်လို့လက်ဖက်ရည်ထဲမှာသွေးတွေပါဝင်နေရတာလဲအရသာကလည်းသူမရဲ့ကိုတင်းရင်နဲ့တထေရတဲ့တူညီနေတာကိုသတိပြုမိသွားပါတယ်ဒါပေမဲ့လည်းသူကဘာမှမပြောဘဲဆက်လက်တောက်သုံးနေခဲ့ပြီးအမျိုးသမီးလေးကတော့သူ့ကိုကြည့်တာတွေးလာတဲ့အပြုံးတစ်ခုနဲ့အတူအမောင်ထုထဲမှာကြံစည်မှုတစ်ခုအောင်မြင်သွားတယ်လို့စိုက်ကြည့်နေပါတော့တယ်စာအုပ်စင်တွေအစီအရှိပြီးမှောင်ပြဖြစ်နေတဲ့စာကြည့်တိုက်ခန်းမကျဲကြီးထဲမှာလူငယ်လေးတစ်ယောက်ဟာရှေးဟောင်းစာပေကျမ်းကန်တွေကိုအသေးတန်ရှာဖွေဖတ်ရှုနေခဲ့တဲ့သူဟာစပွဲပေါ်မှာစာအုပ်တွေကိုပုံလိုက်ပြီးစာမျက်နှာတွေကိုတရွက်ချင်းလှန်လောက်ကြည့်ရှုရင်းနဲ့ရှေးဟောင်းကျမ်းစာတွေထဲမှာရေးသားမှတ်တမ်းတင်ထားတဲ့အခရာမဏ္ဍပုံရိပ်တစ်ခုကိုတတိထားမိသွားတဲ့အဲ့ဒီမိစ္ဆာအမတ်သားရဲ့ပုံသဏ္ဍာန်ဟာလက်တလုံးမှာပဟေလီဖြစ်နေတဲ့သူ့ရောင်ရဲ့လက်ဘေးမှာရှိတဲ့တတူအမတ်သားနဲ့တပုံစံနဲ့တူညီနေတာကိုသူတွေ့ရှိသွားခဲ့တာပဲဒါနဲ့သူဟာလှုပ်ဝက်ချက်ကိုပိုပြီးသိချင်တာကြောင့်စပွဲပေါ်ကရှေးဟောင်းလိပ်စာလေးကြီးကိုဖြန့်ခင်းပြီးတေချာဖတ်ရှုဆန်းစစ်ပြန်တဲ့အဲ့ဒီစာလေးထဲမှာတော့လွန်ခဲ့တဲ့3လခန့်ကချင်းရွှေတောင်ပွဲကြီးအကြောင်းကိုမှတ်တမ်းတင်ထားပြီးမိစ္ဆာရှင်သခင်နဲ့ထိတ်တန့်တဲ့ဖျားသုံးပါတိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေပါဝင်နေတဲ့စာလေးကိုဖတ်နေရင်းနဲ့သူ့ရဲ့စိတ်အာရုံထဲမှာညီရဲတောက်ပါတဲ့မျက်ဝန်းအစုံနဲ့မိစ္ဆာဖရင်မရဲ့ပုံရိပ်တွေကွက်ကွင်းပေါ်လာပြီးဒါဟာသူ့ရောင်နဲ့ပတ်သက်နေတာတေချာတလောက်ရှိနေပြီဆိုတာသူသဘောပေါက်သွားတယ်စဉ်းစားခန်းဝင်နေတဲ့အချိန်မှာပဲရုတ်တရက်အခန်းထဲကိုခရမ်းရောင်အမွှေးတက်တွေနဲ့အတူအရေးတစ်ခုဖြည်းဖြည်းချင်းတိုးဝင်လာပြီးသူ့ရဲ့နောက်ကျောစီကိုချင်းကပ်လာခဲ့တယ်အဲ့ဒီအရေးကတော့တခြားသူမဟုတ်ပဲဆွဲဆောင်မှုအပြည့်နဲ့မိစ္ဆာဖရင်မသူ့ရောင်ဖြစ်နေပြီးသူမဟာလူငယ်လေးရဲ့ပကုံးပေါ်ကိုလက်ကလေးတင်ကဘာတွေများတေးကြီးမဲကြီးကြည့်နေတာလဲလို့တိုးတိုးလေးကပ်မေးလိုက်တယ်လူငယ်လေးဟာလမ်းဖြတ်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့ရတယ်သူ့ရောင်ကသူမရဲ့ညီရဲတဲ့မျက်ဝန်းတွေနဲ့လူငယ်လေးကိုစိုက်ကြည့်ရင်မိစိတ်ကိုအသားရကန်ရောက်လိုက်ပြီးကိုတော့အနေနဲ့ကျမအကြောင်းကိုသိချင်နေဆိုရင်ဒီလိုမျိုးစာအုပ်တွေထဲမှာလိုက်ရှာမနေပဲကျမကိုတိုက်ရိုက်မေးရင်ရတာပဲမဟုတ်ဘူးလားလို့ရွှေပြုံးလေးနဲ့ပြောလိုက်တယ်သူမရဲ့ညီရဲတောက်ကနေတဲ့မျက်ဝန်းတွေကဆုံးမတယောက်လိုဆွဲဆောင်နေပြီးသူမဟာလူငယ်လေးရဲ့မျက်နှာနာကိုတဖြည်းဖြည်းချင်းကပ်လာခဲ့တယ်ဟုတ်တယ်ကိုတော့ထင်နေတာမှန်ပါတယ်အခုလူတွေအကုန်လုံးလိုက်လံဖန်ဆီးနေကြတဲ့မိစ္ဆာရှင်တခင်သူ့ရောင်ဆိုတာတခြားသူမဟုတ်ပဲကျမကိုယ်တိုင်ပါပဲဒါပေမဲ့လည်းအခုချိန်မှာတော့ကျမကကိုတော့တယောက်တည်းရဲ့ဇနီးမယားလေးဖြစ်ပဲရှိနေတာမို့ကိုတော့ပြောရဲလားလို့စနောက်တဲ့လေတံလေးနဲ့ကပ်ပြောနေခဲ့တယ်အဲ့ဒီလိုရိုမန်တဆန်ဆန်ရှိနေတဲ့အချိန်မှာပဲရုတ်တရက်အခန်းတကားကြီးကိုဝုန်းကနေဆွဲဖွင့်ပြီးအပြာရောင်ဝတ်စုံဝတ်ဆင်ထားတဲ့သူတော်စင်အဖိုးအိုနဲ့လက်နက်ကင်စစ်တီတော်တစုအခန်းထဲကိုအပြည့်အထမတိုးဝင်လာကြတယ်သူတော်စင်အဖိုးအိုကမိစ္ဆာမသူ့ရောင်မင်းကဒီမှာပုံနေတာကိုလို့ဒေါသတကြီးအော်ဟစ်လိုက်တယ်အေးချမ်းတာယာနေတဲ့အချိန်ကိုလာရောက်နှောက်ယှက်ဖျက်ဆီးလိုက်တဲ့အတွက်သူ့ရောင်ဟာအလွန်ပဲဒေါသထွက်သွားပြီးလူငယ်လေးကိုနောက်မှထားခဲ့ကသူမရဲ့လက်နှစ်ဖက်ကိုမြှောက်ပြီးခရမ်းရောင်မိစ္ဆာစွမ်းရည်တွေကိုထုတ်ပေါ်လိုက်တဲ့သူမကပြင်းထန်ပြီးအေးဆက်လာတဲ့လေတံနဲ့သူများတွေအချစ်နဲ့ကျွန်းပြီးတာယာနေတာကိုလာရောက်နောက်ရက်တဲ့အဖြစ်ဟာတေတံပဲလို့ကြိုးဝါလိုက်ပြီးတိုက်ပွဲစတင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်ထဲကနေထွက်ပေါ်လာတဲ့လှုပ်ဝက်ဆန်းကျဲပြီးအစွမ်းထက်လာတဲ့စွမ်းရည်တွေဟာတလောကလုံးကိုတုံလုံးချောက်ချသွားစေလောက်အောင်ပြင်းထန်လုံးနေပါတယ်။ဒီလိုမျိုးမိမိရဲ့စစ်မှန်တဲ့စွမ်းအားတွေကိုအပြေအဝထုတ်ဖော်မပြတာဖြစ်ခဲ့တာတော်တော်လေးကိုကြာမြင့်နေပြီဖြစ်လို့အခုလိုမျိုးစွမ်းရည်တွေကိုလွတ်လွတ်လပ်လပ်ထုတ်လွှတ်လိုက်ရတဲ့ခံစားချက်ဟာတကယ်ကိုပဲစိတ်ကြည်နဲ့စရာကောင်းလာပါတယ်လို့သူမကရေရွတ်လိုက်ရင်းနဲ့ရှေ့မှာရှိနေတဲ့ရန်သူအလုံးကိုတစ်ချက်တည်းနဲ့အပြတ်ရှင်းပစ်လိုက်ပါတော့တယ်။အနားမှာရှိနေတဲ့လူကလည်းကြောက်လက်တုံးလို့စွာနဲ့ဒါတွေကဘာတွေလဲလို့အော်ဟစ်အော်မီနေစင်မှာပဲသူမကပြတ်သားတဲ့လေတံနဲ့သူ့ကိုမထိနဲ့သူကငါပိုင်ပဲလို့ကြီးညာလိုက်ပြီးရန်သူအလုံးကိုမြေပြင်ပေါ်မှာလဲကျသွားစေခဲ့ပါတယ်အခြေအနေတွေညှိတက်သွားတဲ့အခါမှာတော့သူမဟာတစ်ဖက်ကလူငယ်လေးစီကိုဖြည်းဖြည်းချင်းရှောက်လန်းသွားပြီးတော့မင်းကြောက်သွားတာလားလို့ညင်သာစွာမေးမြန်းလိုက်ပါတယ်အဲ့ဒီအခါမှာတော့လူငယ်လေးကတုံရင်နေတဲ့လေတံနဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့လူသားတယောက်လိုဟန်ဆောင်ပြီးတော့ငါအနာကိုချင်းကပ်ခဲ့ရတာလဲလို့ပြန်လည်မေးဖို့ထုတ်လာပါတယ်သူမကလူငယ်လေးရဲ့ပပြင်ကိုအသားရကင်တွေလိုက်ရင်းနဲ့အစပိုင်းမှာတော့မင်းကိုစားပစ်ဖို့စိတ်ကူးခဲ့တာပါမင်းရဲ့ခန္ဓာကိုယ်ကမကောင်းဆိုးဝါးစွမ်းရည်တွေကိုတန့်စင်ပေးနိုင်တဲ့အစွမ်းရှိတော့ငါရဲ့ဒဏ်ရာတွေကိုလုံးဝပျောက်ကင်းသက်သာစေဖို့အတွက်အကောင်းဆုံးဖြစ်ဆွတ်စာပဲလေမင်းကိုတဖြည်းဖြည်းချင်းစားပစ်လိုက်ရင်ငါဒဏ်ရာတွေအားလုံးသက်သာသွားမှာပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းသူမဟာလူငယ်လေးကိုအနီးကပ်နှမ်းရှိုက်လိုက်ပြီးတဲ့နောက်မှာတော့မင်းကငါထင်ထားတာထက်ကိုပိုပြီးတော့အရသာရှိလို့နေတာကိုသိလိုက်ရတယ်ဒါကြောင့်မို့လို့ငါရဲ့စိတ်ကူးကိုပြောင်းလဲပြီးတော့မင်းကိုတခြားနည်းလမ်းနဲ့စားပစ်ဖို့ဆုံးဖြတ်လိုက်ပြီးစူရောင်ကလင်းရဲ့အနာကိုခြေတံမကြားရအောင်တိုးကပ်သွားပြီးသူတို့နှစ်ဦးကြားမှာဆုံးမဝေအတက်လို့ထူးဆန်းတဲ့အချစ်ကလေးတစ္ဆာအဆောင်ရောင်စာချုပ်တစ်ခုကိုချီနှောင်းလိုက်တဲ့စူရောင်ကလင်းရဲ့မေးစေးကိုဖောက်ကွာလေးကင်ပြီးတော့အခုဆိုရင်ငါတို့နှစ်ယောက်ကြားမှာအတူတူရှင်တန်ရမယ့်စာချုပ်ကိုလက်မှတ်ထိုးပြီးပြီမို့ရှင်ဟာငါရဲ့ဘဝပေါ်ဓာတ်ပြန်ပေါ်ဖြစ်သွားပြီလို့ခက်တိုးတိုးပြောလိုက်တဲ့စူရောင်ရဲ့ရင်ဘက်ပေါ်မှာလည်းထူးဆန်းတဲ့အမဲရောင်အမတ်သားတစ်ခုကမော်တက်လို့ပေါ်ပေါက်လာခဲ့တဲ့စူရောင်ကဆက်ပြီးတော့တကယ်လို့ရှင်ကသဘောမတူဘူးဆိုရင်ရှင်ရဲ့နှလုံးသားကိုရင်ဘက်ထဲကနေအရှင်လက်လက်ထုတ်ပေါက်ခွဲထုတ်ပြီးငါအနားမှာပဲအမြဲဆောင်ထားရလိမ့်မယ်ဘဲချိန်မစိုးငါလက်နဲ့ထိတွေ့ကင်တွေလို့ရအောင်လုပ်ပြမယ်လို့ချင်းချောက်စကားဆိုလိုက်တယ်စူရောင်ကလင်းရဲ့ရင်ဘက်ကိုလက်ချောင်းလေးတွေနဲ့ပုတ်တက်နေရင်းကနေလင်းရဲ့ကစူရောင်ရဲ့လက်ပွားလေးတွေတုံရင်နေတာကိုတတိထားမိသွားတယ်လင်းရဲ့ကစိတ်ထဲကနေတွေးလိုက်တာကဒီမိန်းကလေးကဘာလို့ဒီလောက်တောင်ပြရခက်ပြီးတုံလုံးနေရတာလဲငါလိုအသုံးမကျတဲ့လူတစ်ယောက်ရဲ့အဖြစ်ကိုစောင့်ဆိုင်နေရင်းနဲ့ဒီလောက်တောင်စိုးရိမ်တုံလုံးနေရသလားဆိုပြီးအံ့ဩသွားခဲ့တယ်အဲ့ဒီနောက်လင်းရဲ့ကတက်ပြင်းတစ်ချက်
ချက်ချရင်းစူယောင်ကိုကြည့်ပြီးငါမှညှင်းဆန်မှုရွေးချယ်စရာများရှိလို့လားလို့မေးလိုက်တဲ့စူယောင်ရဲ့မျက်လုံးတွေကရုတ်တရက်တွေးအောင်လို့ရဲရဲနေသွားပြီးစိတ်သက်ဆက်ဆန်တဲ့အပြုံးနဲ့အတူမရှိဘူးဘယ်တော့မှရွေးချယ်စရာမရှိစေရဘူးလို့ရေရွရင်လင်းရဲ့အကြီးရင်ရင်ဘက်ကိုဆွဲကင်ကမျက်နှာချင်းဆိုင်အနီးကပ်ဆိုင်ကြည့်လိုက်တယ်အဲ့ဒီနောက်စူယောင်ကသတိမေ့မျောနေတဲ့လင်းရဲ့ကိုကရင်ပေါ်မှာလှဲလျောင်းစေပြီးဘေးနားမှာဖျောင်းနိုင်ပြီးတုံတုံရီလင်းနေတဲ့အချိန်ကရင်ဘေးမှာထိုင်ကလင်းရဲ့ရင်ပတ်နဲ့ပကုံးဆုံးကိုပုတ်တက်ကြည့်ရှုနေခဲ့တယ်လင်းရဲ့ပကုံးပေါ်ကထူးဆန်းတဲ့ငကပုံတန်းရွှေရောင်မှတ်သားကိုမြင်လိုက်ရတဲ့အခါစူယောင်ရဲ့မျက်လုံးတွေကအံ့ဩတုန်လှုပ်မှုကြောင့်အရောက်တောက်သွားပြီးဒါကဘာလဲလို့မေးလိုက်တယ်လင်းရဲ့ကဒါကငါငွေကလေးကပါလာတဲ့ငွေရပါအမှတ်သားပါလို့ပြန်ဖြေလိုက်တယ်စူယောင်ကအမှန်တရားကိုသဘောပေါက်သွားတယ်လို့မျိုးယူဆွဲမဲ့ဖွယ်အပြုံးကြီးနဲ့အတူအော်ဒါကြောင့်လည်းအရှင်မှာမကောင်းဆိုးဝါအမောင်မဲတက်တွေကိုတန့်စင်ပေးနိုင်တဲ့စွမ်းအားရရှိနေတာပေါ့ဟုတ်ရေရွတ်လိုက်ပြီးလင်းရဲ့ရင်ဘက်ပေါ်ကိုမိချရင်စိတ်တဆဆက်ဆန်သဘောကျစွာရေမောလိုက်ပါတော့တယ်အိမ်မဆိုးတွေကြားထဲမှာအသက်ရှူချက်ပြီးချွေးစေးတွေပြန်ရင်းလက်နိုးလာခဲ့ရတဲ့မျက်ဝန်းကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဘေးနားမှာရှိနေတာကစူယောင်ဖြစ်နေပြီးသူမကလှုပ်ရှားမှုမလုပ်ဖို့လှမ်းတားလိုက်တယ်မင်းရဲ့ဝိညာဉ်စွမ်းအားတွေကတကယ်ကိုရွှေအိုရောင်ဖြစ်နေတာပဲလို့သူမကခက်တိုးတိုးရေယူရင်းမင်းညကဖြတ်တောင်ပိုးပြီးအားကောင်းလာတယ်လို့ပဲလို့ဆိုတယ်မင်းရဲ့ခန္ဓာကိုယ်တိဆောက်ပုံကတကယ်ကိုပဲစုံတီဝါအမောင်စွမ်းရည်တွေကိုတန့်စင်ပေးဖို့တီးတန့်မွေးဖွားလာတဲ့ရေအိုးခွက်တစ်ခုလိုပါပဲလားလို့မြှုပ်ဆွဲတဲ့လေတံနဲ့ပြောနေခဲ့တယ်ကျမကိုကြောက်နေတာလားလို့မေးရင်အခုချိန်မှာစားသုံးရမယ်ဆိုရင်တော့တခြားနည်းလမ်းတစ်ခုနဲ့စားသုံးရလိမ့်မယ်လို့ဆိုပြီးရင်ဘက်ကိုလာရောက်ထိတွေ့ခဲ့တယ်မင်းရဲ့ဝိညာဉ်အရှိန်ဝါကတခြားသောနှက်ဆေးဖက်ဝင်အပင်တွေထက်တောင်ပိုပြီးအစွမ်းထက်လာတယ်လို့သူမကပြောနေချိန်မှာတော့စိတ်လှုပ်ရှားမှုတွေနဲ့အတူစူယောင်ကျွန်တော်ကိုအရင်ဆုံးလွတ်ပေးပါအောင်လို့တောင်းပန်တိုးရှိုးလိုက်မိတယ်အဲ့ဒီအချိန်မှာသူမရဲ့မျက်ဝန်းတွေကညီရဲတောက်သွားပြီးကျမကိုဇနီးတယ်လို့ခေါ်ဆန်းမင်းညကမှနှလုံးသားချင်းတူညီတဲ့ဂရိတ္တစာကိုလက်မှတ်ရေးထိုးထားပြီးအခုမှနောက်တရားချင်နေတာလားလို့မောင်ငန်းလိုက်တဲ့အခါကြောက်ရွံ့စိတ်တွေနဲ့အတူဇနီးတီလို့ပြန်လဲခေါ်ပေါ်လိုက်ရတယ်အဲ့ဒီတော့မှသူမကကျင်းနဲ့သွားပြီးလိမ္မာတယ်လို့ဆိုကနှုတ်ခမ်းကိုတာတာရရလာရောက်ထိတွေ့ခဲ့တယ်ပြီးနောက်ကရင်ပေါ်ကနေထားပြီးအကျော်ဆိုင်ရင်ခဏလောက်စောင့်နေဦးတော့မင်းအတွက်မနှက်စာသွားလုပ်ပေးမယ်လို့ပြောကပျော်ရွှင်စွာနဲ့အခန်းအပြင်ဘက်ကိုထွက်ခွာသွားခဲ့တော့တယ်အပြင်မှာကောင်းကင်ကြီးမှောင်စပြုတ်နေပြီဖြစ်ပြီးမိဖို့ချောင်လေးထဲမှာတော့အသက်ရှူမလောက်เสียမိမလာလေးတယောက်ကတစုံတစ်ခုကိုစိတ်ပါလက်ပါချက်ပြုတ်ပြင်ဆင်နေပါတယ်။သူမကတော့မကောင်းဆိုးဝါလောကရဲ့ထူးခြားဆန်းပြတဲ့ဒေတာထွက်ပစ္စည်းတွေကိုတေချာလေးဖြစ်နေတာပါ။ဒါကိုစားသုံးရင်ခန္ဓာကိုယ်ကိုတမထွားချိုင်းစေပြီးကျန်းမာရေးအတွက်အရန်ကောင်းမှုစေတယ်လို့သူမကယုံကြည်မှုအပြည့်နဲ့ပြောပြနေတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိတကားပွင့်လာပြီးသူ့ရဲ့ချစ်သူကောင်းလေးအိမ်ထဲကိုဝင်လာခဲ့ပါတယ်။မိဖို့ချောင်ထဲကထူးဆန်းတဲ့အနက်သက်တွေကိုရုတ်တရက်ရရှိသွားတဲ့အခါကောင်းလေးခါများအံ့အားတင်သွားပြီးနှာခေါင်းကိုချက်ချင်းပိတ်လိုက်ရတယ်။ဒါကိုမြင်လိုက်ရတဲ့မိမလာလေးကစိတ်မကောင်းဖြစ်သွားပြီးဒါကိုရှင်မကြိုက်ဘူးလားလို့ဝမ်းနဲ့ရည်တန်းနဲ့လေးတန်လေးနဲ့မေးလိုက်ပါတယ်။သူမဟာဒီရာတွေကိုရရှိဖို့အတွက်ဟာလာပြင်အာကာသအကွယ်ကြောင်းကြီးကိုတကူတကဖွင့်ပြီးတွားရောက်ယူဆောင်ခဲ့ရတာဖြစ်ကြောင်းလည်းရှင်းပြပါတယ်။ကောင်းလေးကသူမရင်ခွင်ထဲကိုတိုးဝင်ပြီးရွေးထွေးစွာဖတ်ထားလိုက်ရင်သူမကြိုက်တာမဟုတ်ပါဘူး။တခါမှမမြင်ဘူးလို့အံ့ဩသွားရုံတင်ပါလို့ချုံမော့ပြောဆိုလိုက်တယ်ပြီးတော့သူမကမ်းပေးတဲ့ဟင်းရတလုတ်ကိုယုံကြည်စိတ်ချစွာပဲညီစန်းစားသုံးကြည့်လိုက်တဲ့အခါကောင်းလေးရဲ့ခန္ဓာကိုယ်ရဲ့ကနေထူးဆန်းတဲ့ရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးစွမ်းရည်တွေပြေဝသွားတာကိုတွေ့လိုက်ရတယ်။မိမလာလေးကပြုံးလိုက်ပြီးဒါကရှင့်အတွက်အစိတ်တောက်တွေကင်းစင်အောင်မကောင်းဆိုးဝါစွမ်းရည်တွေနဲ့တေချာတန့်စင်ပေးထားတာပါလူကြောင်ကြောင်လေးရဲ့လို့ချစ်စနိုးနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမရဲ့အကြည့်တွေကဆူရှာသွားပြီးကောင်လေးရဲ့လေပင်ကိုဖွားဖွားလေးကင်လိုက်ရင်တကယ်လို့ရှင်သာတခြားသူတွေလုပ်ပေးတဲ့အစားအသောက်တွေကိုခိုးစားဖို့စူးစမ်းမယ်ဆိုရင်တော့ရှင်ကိုကဘာအဆုံးထိအခက်အမောင်ထဲမှာပိတ်လောင်ထားပြစ်မယ်လို့တဝင်းတုံမှုအပြည့်နဲ့ချင်းချောက်လိုက်ပါတယ်ပြီးတော့တစ်သက်လုံးသူမချက်ကြွေးတာတစ်ခုတည်းကိုပဲစားတောက်ပြီးသူမအနားမှာပဲနေထိုင်သွားရမယ်လို့ချိုးသားပြီးအမိတ်ဆန်တဲ့လေတံလေးနဲ့ဂရီတောင်းခံလိုက်ပါတော့တယ်အေဂျင့်တိတ်ဆိတ်တဲ့ခြံဝင်းကျဲကြီးထဲမှာပုံလေးနှစ်ခုကရှင်တွဲရှိနေပါတယ်။လှပလုံးတဲ့ကောင်မလေးကဘေးနားမှာရှိတဲ့ကောင်လေးကိုကြည့်ပြီးဒီနေ့တော့ရှင်ရဲ့အကန့်အသတ်ကိုစမ်းသပ်ကြည့်ခြင်းနဲ့လို့ဆိုလိုက်တဲ့ကောင်လေးကဘာကိုလဲလို့မေးခွန်းထုတ်တဲ့အခါသူမကရှင်ရဲ့တန့်စင်ခြင်းစွမ်းရည်ကမကောင်းဆိုးဝါးစွမ်းရည်တွေကိုဘယ်လောက်ထိတောက်ခံနိုင်မလဲဆိုတာသိချင်တာပါ။နာကျင်လာရင်လည်းကျမကိုပွင့်ပွင့်လင်းလင်းပြောပြပါလို့တိုးတိုးလေးတတိပေးလိုက်ပါတယ်။ပြီးနောက်သူမရဲ့လက်ဖွားပေါ်မှာမြင်းမောင်နေတဲ့မကောင်းဆိုးဝါးစွမ်းရည်လုံးကြီးကိုဖန်တီးလိုက်ပြီးကောင်လေးရဲ့ရင်ဘတ်ထဲကိုဖြည်းဖြည်းချင်းထည့်သွင်းပေးလိုက်ပါတော့တယ်။ကောင်လေးရဲ့ခန္ဓာကိုယ်ထဲကိုမကောင်းဆိုးဝါးစွမ်းရည်တွေဝင်ရောက်သွားတဲ့အခါတွန်းလှန်တဲ့အနေနဲ့ရွှေရောင်လျက်စီးတန်းတွေဖြတ်ထွက်လာပြီးအပြင်းထန်တိုက်ပွဲဝင်နေရတယ်လို့ခံစားရစီပါတယ်။ကောင်လေးကနာကျင်မှုကိုအန်ကျိတ်တောင်းခံနေရပြီးသူမကတော့ဘေးကနေစားလေးတစ်ခုကိုကြည်ရင်ရှင်းရဲ့ခန္ဓာရည်ကမနေ့ကထက်စားရင်တဝက်မှကတိုးတက်လာပြီပဲလို့အားရခြင်းနဲ့စွာရေရွတ်လိုက်တဲ့ကောင်လေးရဲ့အားတင်းထားတဲ့ပုံစံလေးကိုကြည့်ပြီးချစ်စရာကောင်းလိုက်တာလို့လည်းသူမစိတ်ထဲကနေကြိတ်ပြီးသဘောကျနေမိပါတယ်တအောင်ကြတော့ကောင်လေးရဲ့နဖူးကချွေးတွေကိုတာယာစွာတုပ်ပြီးရင်ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲတော်ကြရအောင်မနေ့ကထက်အချိန်တော်တော်ကြာပို့ပြီးတောင်းခံနိုင်ခဲ့တာပဲလို့ချီးကျူးလိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးကမမျှော်လင့်ထားတဲ့အချိန်မှာပဲသူမကကောင်လေးကိုပွေ့ချလိုက်ပြီးမယုံတဲ့ဥလေဒါကရှင်းအတွက်ဆုလက်ပေးတဲ့အချိန်ပဲလို့ချိုးသားစွာပြောရင်းခုနှစ်ရှိရာစီခေါ်ဆောင်သွားခဲ့ပါတယ်ခရင်ပေါ်ရောက်တဲ့အခါမှာတော့တမိုးကြီးရတနာတွေစုပုံနေတဲ့နေရာတစ်ခုကိုပြသလိုက်ပြီးဒါကတော့စိတ်ဝိညာဉ်ကိုတည်ငြိမ်စေတဲ့နတ်မင်းပလဲလုံးဖြစ်ပြီးဒါကတော့ဓာကောင်းတက်လက်သွန်းလို့ဖို့အတွက်လောကမှာအတုမရှိတဲ့ရေခဲကြောက်စိမ့်ပြပါလို့မိတ်ဆက်ပေးနေခဲ့တဲ့ဒါတွေကိုကောင်လေးကစိတ်မဝင်စားသလိုညှိတက်နေတာကြောင့်မကြိုက်ဘူးလားဒါဆိုဒါကောလို့မေးပြီးတခြားရတနာတစ်ခုကိုပြန်ပြလိုက်ပါတယ်အဲ့ဒီခါကျမှကောင်လေးကအံ့ဩတုန်လှုပ်စွာနဲ့ဒါကစွမ်းရည်တွေကိုတိုးတက်စေတဲ့လှုပ်ဝက်ပလဲလုံးမဟုတ်လားကျွန်တော်ဒါကိုအခုမှမြင်ဘူးလေဒါပေမဲ့မိမလာလေးကအထိတ်တလန့်နဲ့သူ့လက်ကိုဆွဲထားပြီးဒီပလဲကစွာရီမြ мян ဆန်ဆန်တိုးတက်စေပေမဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်ပြီးအသက်တူစေတတ်တဲ့ကျမတက်ရှင်စောစောစီးစီးတေဆုံးသွားမှာကိုမလိုလားဘူးရှင်သာတက်တူပြီးတေဆုံးသွားခဲ့ရင်ကျမတယောက်တည်းဘယ်လိုလုပ်ရမလဲလို့ဝမ်းနေပူဆွေးစွာပြောပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ပြင်ဘက်ကနေခြေတံတွေကြားလိုက်ရပြီးတစုံတယောက်ရောက်ရှိလာတာကိုတတိပြုမိသွားကြတဲ့ကောင်မလေးကရန်သူလားဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တဲ့အခါကောင်လေးကမဟုတ်ပါဘူးမနေ့ကမှပြောင်းရွှေ့လာတဲ့အိမ်နီးနားချင်းဒါသမားတယောက်ပါလို့ရှင်းပြလိုက်ပါတယ်တကားဖွင့်လိုက်တဲ့အခါရှိုချင်းလို့ခေါ်တဲ့အမျိုးသမီးတယောက်ကချင်းတောင်းလေးကိုကင်ပြီးရက်နေပါတယ်သူမကလင်းတောင်ရွေးရဲ့ဆရာကမှလိုက်လို့စွန့်ရင်တီးတွေလာရောက်ပြီးအပ်တာပါလို့ယဉ်ကျေးစွာပြောဆို
ဆိုပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့နောက်ကနေမိမလာလေးကရုတ်တရက်ထွက်လာပြီးကောင်လေးရဲ့ပခုံးပေါ်လက်တင်ကပိုက်စုပ်ပိုင်နေပုံစံနဲ့ရက်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အိမ်နီးနားချင်းမလေးကအံ့ဩသွားပြီးသူမရဲ့ခြေလမ်းတွေနောက်ဆုတ်သွားကစွမ်းရည်တွေကမောက်ကမဖြစ်သွားရတယ်ကောင်လေးကအခြေအနေမဟန်တာကိုတိလို့ချက်ချင်းပဲစွမ်းရည်တွေနဲ့တားဆီးလိုက်ရပါတယ်မိမလာလေးကတော့မနာလိုဝန်တိုစိတ်တွေပြင်းထန်နေပြီးကောင်လေးကိုပုံမတင်းချက်စွာဖက်တွယ်ထားလိုက်တဲ့ကောင်လေးကစွမ်းရည်ပြီးချင်းတောင်းကိုလှမ်းယူရင်းရှုံမင်းကလေးကိုကျေးဇူးတင်ပါတယ်ဆရာကလည်းကျွန်ုပ်ကိုစားကျေးဇူးတင်စကားပါပေးပါဦးလို့ပြောလိုက်ပါတယ်ပြီးနောက်ရှုံမင်းကလေးကမိမလာလေးကိုကြည့်ပြီးအမမှာချစ်သူရှိနေပြီလားလို့မေးမြန်းတဲ့အခါမိမလာလေးကတာယာလှပတဲ့အပြုံးတစ်ခုနဲ့တူရှိတာပေါ့လို့ဖြေကြားလိုက်ပြီးကောင်လေးဘက်ကိုလှည့်ကတကယ်တော့အရန်ကိုကန်ကောင်းတာပဲကျမရဲ့လင်းရဲ့လေးကလည်းအခုထိလူပြိုကြီးဖြစ်နေတော့မဲလေးလို့သမီးကြီးစားတွေလိုချူချူတာတာနဲ့တမင်တက်တက်ရွယ်ဆောင်ပြောဆိုကအိမ်နီးနားချင်းမလေးကိုမနာလိုဖြစ်အောင်လုပ်ပြလိုက်ပါတော့တယ်မိမောင်ပြူစားပြူနေတဲ့ညနေခင်းရဲ့လေတူထဲမှာကောင်လေးကတကားကိုတေချာစွာချက်ထိုးပေးလိုက်ပါတယ်ပြီးနောက်ကောင်မလေးဘက်ကိုဖြည်းဖြည်းချင်းလှည့်လာပြီးသူ့ရဲ့လက်ကလေးနဲ့ကောင်မလေးရဲ့ပါပြင်ကိုနူးညံ့စွာကင်တွယ်လိုက်ရင်မျက်ဝန်းတွေကဝမ်းနည်းရည်တွေတက်လာပါတယ်သူမကစိတ်မကောင်းစရာအတိတ်တွေကိုပြန်လည်အမတ်ရနေတယ်လို့လေတံလေးနဲ့လူသားတွေဟာလိန်ညာလက်ဖြစ်ရမှာအတော်ဆုံးပဲကျမလောကကြီးမှာလူသားတွေရဲ့လိန်ညာမှုတွေကိုအများကြီးမြင်တွေ့ခဲ့ဘူးပြီးပြီလို့တိုးတိုးလေးရေရွတ်လိုက်တဲ့ကောင်လေးကသူမကိုနားလဲစာနာတဲ့မျက်ဝန်းတွေနဲ့ပြန်လည်ကြည့်ရှုရင်နူးညံ့စွာပွေ့ဖက်လိုက်ပြီးစိတ်မပူပါနဲ့ကျမရဲ့မျက်ဝန်းထဲမှာရှင်တယောက်တည်းပဲရှိတာပါလို့ခရီးစကားဆိုလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ကောင်မလေးကရင်ခွင်ထဲမှာငြိမ်သက်သွားပြီးတကယ်လို့ရှင်သာကျမကိုထားသွားဖို့စူးစမ်းရင်မကောင်းဆိုးဝါးတွေကျိုးတွေနဲ့ရှင်ကိုတေချာတုံ့နှောင်ထားပြီးဘယ်တော့မှထွက်ပြေးလို့မရအောင်တစ်တလုံးပိတ်လောင်ထားမှနော်လို့ချိုးတာပေမဲ့စိုးရိမ်စိတ်အပြည့်နဲ့ပြောဆိုလိုက်ပါတော့တယ်နောက်တနေ့မနက်ခင်းမှာတော့သူတို့နှစ်ယောက်ဟာရေနွေးနွေးလေးရှိတဲ့တစ်သားရေချိုးကန်ကြီးထဲမှာအတူတူအပန်းဖြေနေကြပါတယ်။ကောင်မလေးကရေကန်ပေါင်ကိုမိထားရင်းကောင်လေးကိုစနောက်တဲ့လေတံလေးနဲ့ရှင်ကမနေ့ကရောက်လာတဲ့အိမ်နီးနားချင်းမိန်းကလေးနဲ့ပူပြီးစကားပြောချင်နေတာမဟုတ်လားလို့တဝင်းတိုးတဲ့ပုံစံလေးနဲ့မေးလိုက်တဲ့ကောင်လေးကပြပြတလဲနဲ့မဟုတ်ပါဘူးလို့ညှင်းဆိုလိုက်တဲ့အခါကောင်မလေးကသဘောကျစွာရေမောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့နောက်ကျောကနေထူးဆန်းတဲ့မကောင်းဆိုးဝါးအမြင့်မြင့်လေးတစ်ခုကရေထဲကနေရုတ်တရက်ထွက်ပေါ်လာပြီးကောင်လေးရဲ့ခါကိုတွားရောက်ပတ်လိုက်ပါတော့တယ်။ကောင်မလေးကအလန့်တကြားနဲ့ရှင်ဘာလို့ရင်းနေတာလဲမကြည့်နဲ့လေလို့ရှက်ကိုရှက်ကန်ပြောဆိုပြီးမျက်နှာလေးကိုလက်နဲ့အုပ်လိုက်တဲ့ကောင်လေးကပြုံးရင်းဒါကကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာမှမဟုတ်တာပဲလို့ချော့မော့ပြောဆိုလိုက်ပြီးသူမရဲ့ဦးကောင်းပေါ်ကမကောင်းဆိုးဝါးဥချိုလေးတွေကိုနူးညံ့စွာတုတ်တင်ပေးရင်နှစ်ယောက်သားကြည်နူးစရာခိုက်တက်လေးကိုဖျက်တမ်းလိုက်ကြပါတော့တယ်အပူမွေတွေတထောင်းထောင်းထွက်နေတဲ့ရေချိုးကန်ကြီးထဲမှာစုရောင်ဟာကောင်လေးကိုသူမရဲ့ဥချိုနာကဒဏ်ရာကိုတေချာကင်တွေစမ်းတက်ခိုင်းနေပါတယ်ကောင်လေးကသူမညွန်ပြတဲ့နေရာလေးကိုလက်ချောင်းလေးနဲ့ဖောက်ခွာလေးဖိကြည့်လိုက်တဲ့အခါစုရောင်ကအဲ့ဒီနေရာလေးပဲဟုတ်တယ်နည်းနည်းလောက်ပူပြီးအားစိုက်ပေးပါဦးလို့တောင်းဆိုလိုက်တယ်ဒါကိုကြည့်ပြီးကောင်လေးရဲ့မျက်နှာကစိုးရိမ်ပူပန်မှုတွေပြင်းထန်သွားပြီးဒါကဒဏ်ရာရထားတာပဲမဟုတ်လားလို့မေးမြန်းလိုက်ပါတယ်စုရောင်ကစိတ်မကောင်းစရာအတိတ်တစ်ခုကိုတတိယသွားတယ်လို့လေတံလေးနဲ့ဒါကအရင်တုန်းကရခဲ့တဲ့ဒဏ်ရာအဟောင်းပါလွန်ခဲ့တဲ့အခောက်ကတေမျိုးမှုဆိုးတွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တုန်းကသူတို့တွေကမကောင်းဆိုးဝါးနှင်းနှင်းနဲ့တုတ်ကောက်နဲ့ငါရဲ့ဥချိုကိုအပြင်းထန်ရိုက်နှက်ခဲ့ကြတာလို့နာကျင်စရာအတိတ်ကိုရင်ဖွင့်ပြောပြလိုက်တဲ့ကောင်လေးကသူမရဲ့နာကျင်မှုကိုစာနာသွားပြီးလက်ကွာကနေနှွေးထွေးတဲ့ရွှေရောင်ကုသခြင်းစွမ်းရည်တွေကိုထုတ်လုပ်ကသူမရဲ့ဥချိုလေးကိုဖြည်းဖြည်းချင်းအနာတက်တာအောင်ပုတ်တက်ကုသပေးလိုက်ပါတယ်စုရောင်ကအံ့ဩသွားပြီးရှင်ကမကောင်းဆိုးဝါးတွေရဲ့စွမ်းရည်ဗဟိုချက်ကိုပါပြုပြင်ကုသပေးနိုင်တာလားလို့မယုံကြည်နိုင်တော့အောင်မေးမြန်းလိုက်မိတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကောင်လေးကသူမကိုအရန်ကယူဆိုင်လုံးနဲ့အကြည့်တွေနဲ့ကြည့်နေတာကိုတတိပြုမိသွားပြီးရှက်တွေးဖြတ်သွားကချက်ချင်းပဲမျက်နှာလွှဲလိုက်ရင်ပါးစပ်ပိတ်ထားစမ်းပါကျမကိုအဲ့ဒီလိုမျက်လုံးမျိုးနဲ့လာမကြည့်ပါနဲ့မကောင်းဆိုးဝါးအရှင်တခင်ကဘသူရဲ့တနာကယူနာကိုမှမလိုအပ်ဘူးလို့မှန်ပါနဲ့ဖုံးကွယ်ပြောဆိုလိုက်ပါတော့တယ်ကောင်လေးကဘာမှပြန်မပြောဘဲစုရောင်ကိုသူ့ရဲ့ရင်ခွင်ကျဲကြီးတဲ့ဆွဲသွင်းပြီးမိထွေးလုံခြုံစွာနဲ့တင်းကျပ်စွာပွေ့ပတ်ထားလိုက်တဲ့စုရောင်ခမရရုံးကန်မှုစူးစမ်းပြီးမဲ့ကောင်လေးရဲ့အဝိစားပေါ်မှာဆုံးထင်နေတဲ့သွေးစွန်းတန်ရာတွေကိုမြင်တွေ့သွားတဲ့အခါညှိတက်သွားရရှာတယ်သူမကကောင်လေးရဲ့လက်မောင်းကတန်ရာကိုဖောက်ဖော်လေးကင်တွယ်ရင်းဒါကနာကျင်နေသလားလို့စိုးရင်တကြီးမေးမြန်းလိုက်မိတယ်ပြီးတော့ကောင်လေးကိုမောကြည့်ရင်မကောင်းဆိုးဝါးစွမ်းရည်တွေကြောင့်ရှင်ရဲ့ခန္ဓာကိုယ်ကနာကျင်နေရတာမဟုတ်လားလို့တိုးတိုးလေးမေးလိုက်တဲ့အခါကောင်လေးကကောင်းခါပြပြီးမနာပါဘူးလို့အေးချမ်းစွာပြန်လည်ဖြေကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစုရောင်ရဲ့အမီလေးကရေထဲကနေထွက်ပေါ်လာပြီးကောင်လေးရဲ့ခါကိုနူးညံ့စွာတွားရောက်ပတ်လိုက်ပြန်ပါတယ်စုရောင်ဟာကောင်လေးရဲ့ရင်ခွင်ထဲမှာမျက်နှာလေးအထားရင်းနဲ့ရှင်ကဘာလို့ကျမအပေါ်ကိုဒီလောက်တောင်ကောင်းပြနေရတာလဲလို့တသက်မှာတစ်ခါမှမခံစားဘူးတဲ့မြွေးထွေးမှုတွေကြောင့်စိတ်လှုပ်ရှားစွာနဲ့မိကိုထုတ်ရင်နှစ်ယောက်သားရေချိုးကန်ထဲမှာတယောက်ကိုတယောက်ဖက်တွယ်ထားကြပါတော့တယ်တဲထန်စွာရွာသုံးနေတဲ့မိုးရေစက်တွေနဲ့အတူရက်စီးမှုနိုင်တွေကြားရောက်နေတဲ့လမိုင်းညတညမှာစုရောင်ဟာသူမရဲ့ခန္ဓာကိုယ်ထဲကမကောင်းဆိုးဝါးစွမ်းရည်တွေပြင်းထန်စွာထက်ကြွလာမှုကြောင့်ရင်ဘတ်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်အပြင်းထန်နာကျင်ခံစားနေရရှာပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးလင်းရက်ဟာမိုးရဲရေထဲမှာအသေးအတန်ပြေးလွှာလာပြီးသူမစီကိုအပြေးလွှာရောက်ရှိလာခဲ့တယ်စုရောင်ရဲ့လက်ကမ်းပြားကနေတွေးဆက်အချိုစီးကျလာပြီးအားအိမ်ကုန်ခန်းကလဲပြူလူဆဲဆဲအချိန်တွေမှာလင်းရက်ကသူမကိုအမိအယလှမ်းဖက်ပြီးသူ့ရဲ့ရင်ခွင်ကျဲကြီးထဲမှာကျဉ်းလာစွာပွေ့ပတ်ကကွယ်ပေးလိုက်ပါတယ်လင်းရဲဟာသူ့ရဲ့ကိုယ်ပိုင်ကြင်ကြံခြင်းစွမ်းရည်တွေကိုအသုံးပြုပြီးစုရောင်ရဲ့ခန္ဓာကိုယ်ထဲကနာကျင်မှုတွေကိုဝေမျှခံစားပေးဖို့အတွက်ရွှေရောင်အကာအကွယ်စွမ်းရည်စက်ကွင်းကြီးတစ်ခုကိုဖန်တီးလိုက်တဲ့စုရောင်ကမျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေနဲ့သူ့ကိုမော့ကြည့်ရင်မင်းပြည့်ရသားနဲ့ငါကမကောင်းဆိုးဝါးအရှင်တခင်ပါငါမင်းကိုအသုံးချဖို့ပဲစူးစမ်းခဲ့တာပါလို့ဝမ်းထဲစွာပြောဆိုလိုက်တဲ့အခါလင်းရဲကတည်ငြိမ်ပြီးအချစ်တွေပြင်းထန်နေတဲ့မျက်ဝန်းတွေနဲ့အဲ့ဒါကဘာဖြစ်လဲလို့ပြန်လဲပြောဆိုကသူမရဲ့လက်ကလေးကိုတင်းကျပ်စွာဆုပ်ကိုင်ရင်ဒါဆိုရင်လည်းအတူတူရင်ဆိုင်ကြတာပေါ့လို့ကတိစကားဆိုလိုက်ပါတော့တယ်သို့တော်လည်းအခန်းထဲပြန်ရောက်တဲ့အခါမှာတော့မကောင်းဆိုးဝါးစွမ်းရည်တွေရဲ့အရှိန်ကြောင့်စုရောင်ဟာအသိစိတ်တွေလွတ်မြောက်ကယူသွတ်ဒေါသထွက်မှုအခြေအနေတို့ရောက်ရှိသွားပါတယ်သူမကခုတင်ပေါ်မှာလဲလျောင်းနေတဲ့လင်းရဲရဲ့လက်ပင်ကိုလက်နဲ့အတင်းညှစ်ထားပြီးရဲရဲတောက်နေတဲ့မကောင်းဆိုးဝါးမျက်ဝန်းတွေနဲ့စိုက်ကြည့်ရင်နောက်တစ်ချိန်အခုချက်ချင်းပဲလို့အမိတ်ပေးတဲ့လေတံနဲ့ချင်းချောက်အောင်ဟစ်လိုက်တယ်လင်းရဲ့ခမညာအသက်ရှူချက်ပြီးနာကျင်လုံးလို့မျက်ရည်တွေစီးကျလာတာမဖြစ်ဘူးမင်းရဲ့ခန္ဓာကိုယ်ကအကန့်အသတ်ကိုရောက်နေပြီလို့အသေးတန်တားဆီးဖို့ကြိုးစားရှာပါတယ်ဒါပေမဲ့စုရောင်ကတော့လုံးဝနားမထောင်ပဲလင်းရဲ့မျက်နှာနာကိုတိုးကတ်သွားပြီးလူသားတွေရဲ့ခန္ဓာကိုယ်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့အရန်ကိုနုနယ်လုံးနဲ့လူခန့်နေတဲ့ရေယိုရင်သူမရဲ့အဆုံးရောက်စွမ်းရည်တွေကြောင့်တယောက်ကိုတယောက်ထိန်းချုပ်ဖို့ကြိုးစားရင်းအခြေအနေတွေကပုံမပြင်းထန်ရှုပ်ထွေးသွားပါတော့တယ်
စုရောင်ဟာကတင်ထက်မှာလဲလျောင်းနေတဲ့လင်းရဲ့ရင်ဘက်ပေါ်ကိုသူမရဲ့လက်ကလေးတင်ပြီးဒါဆိုရင်လေဒီနေရာကနေပဲစကြဆိုလို့စကားဆိုလိုက်ပါတယ်လင်းရဲ့ကစိုးရိမ်တကြီးနဲ့ဒါကနာကျင်လိမ့်မယ်နော်လို့သတိပေးတဲ့အခါစုရောင်ကရဲရဲတောက်နေတဲ့မျက်ဝန်းတွေနဲ့ပြုံးပြီးနာကျင်မှပဲမင်းရဲ့ခံစားချက်ကိုငါတေချာမှတ်မိနေမှာပေါ့လို့တုံ့ပြန်လိုက်တယ်အဲ့ဒီနောက်လင်းရဲ့လက်ပွားကနေဝါဝင်းနဲ့ရွှေရောင်ကုသခြင်းစွမ်းရည်တွေထွက်ပေါ်လာပြီးသူမရဲ့ရင်ဘက်ကမကောင်းဆိုးဝါစွမ်းရည်ဗဟုချက်စီကိုစီးဆင်းသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါစွမ်းရည်တွေနဲ့လင်းရဲ့ကြင်ကြံခြင်းစွမ်းရည်တွေအပြန်အလှန်ပေါင်းဆက်သွားပြီးစုရောင်ရဲ့နှဆိုင်လာတဲ့အတိတ်ကနာကျင်စရာတမိုင်းကြောင်းအမောင်တုတွေကလင်းရဲ့အုံနောက်ထဲကိုတရှိန်ထိုးစီးဝင်သွားခဲ့တယ်လွန်ခဲ့တဲ့အတိတ်တုန်းကမကောင်းဆိုးဝါအီဂရစ်ကြာဆုံးသွားခဲ့ရတဲ့တိုက်ပွဲကြီးမကောင်းဆိုးဝါမျိုးနွယ်စုတွေအပြင်းထန်ချိန်မုန်းခံခဲ့ရပြီးစုရောင်ကိုယ်တိုင်လည်းနှစ်ပေါင်း1000နိုင်ကာကွယ်ရေးစက်ကွင်းကြီးထဲမှာပိတ်လောင်ပြီးအလုံးပိတ်ချိတ်ပိတ်ချင်းခံခဲ့ရတဲ့မြင်ကွင်းတွေကိုလင်းရဲ့တယောက်တိုင်းသားမြင်တွေ့လိုက်ရပါတယ်တိတ်ဆိုးတွေကိုမြင်လိုက်ရတဲ့လင်းရဲ့ဟာမျက်ရည်တွေဝဲလာပြီးအော်တုံလုံးသွားစင်မှာပဲစုရောင်ကနှက်ခမ်းထောင်းကနေတွေးဆက်တွေစီးကြလာရင်းနဲ့မင်းကဘာလို့ငါရဲ့မကောင်းဆိုးဝါစွမ်းရည်တွေကိုထိန်းချုပ်နိုင်တာလဲငါတို့ကကံကြမ္မာရကိုဖူးစာပါလာတဲ့အတွက်ပဲလို့ယူသွစွာနဲ့အော်ဟစ်ရင်မောလိုက်ပါတယ်သူမဟာပုံမယူသွသွားပြီးကဲဆက်ပြီးတော့ငါရဲ့စွမ်းရည်တွေကိုစုပ်ယူလိုက်စမ်းပါမင်းဘယ်လောက်ထိတောက်ခံနိုင်မလဲဆိုတာငါကြည့်ကျင်သေးတယ်လို့အစွန်းရောက်စွာအော်ဟစ်ရင်သူမရဲ့ခန္ဓာကိုယ်ကနေခရမ်းရောင်မကောင်းဆိုးဝါစွမ်းရည်အမောင်ထုတွေကိုအရှိန်ဟုန်နဲ့ထုတ်လွှတ်လိုက်ပါတော့တယ်စုရောင်ဟာသူမရဲ့မကောင်းဆိုးဝါစွမ်းရည်တွေကိုလုံးဝထိန်းချုပ်နိုင်တော့ပဲယူသွစွာနဲ့လာစမ်းပါငါရဲ့မကောင်းဆိုးဝါစွမ်းရည်တွေကိုတန့်စင်ပြစမ်းပါငါရဲ့စွမ်းရည်အားလုံးကိုရှင်တကယ်တောက်ခံနိုင်မလားဆိုတာငါ့ကိုပြစမ်းပါလို့လင်းရဲ့ကိုစိန်ခေါ်ပြီးအတင်းအဓမ္မဆုပ်ယူစေခဲ့ပါတယ်ဒါပေမဲ့စွမ်းရည်တွေကအရှိန်ဟုန်ပြင်းစွာနဲ့လင်းရဲ့ခန္ဓာကိုယ်ရဲ့ကိုမထိန်းချုပ်နိုင်ပဲဒလဟောစီးဝင်သွားတဲ့အခါစုရောင်တယောက်လက်ဖြန့်သွားပြီးရှင်ဓာတွေကအယမ်းများလုံးနဲ့ရှင်တည်သွားလိမ့်မယ်လို့စိုးရိမ်ကြီးနဲ့ငိုယိုအော်ဟစ်တားဆီးရှာပါတယ်သူမရဲ့မျက်ဝန်းတွေထဲကနေတွေးမျက်ရည်တွေစီးကြလာပြီးအသေးအတန်ငိုကြွေးရင်းလင်းရဲ့ရင်ခွင်ထဲမှာတတိလက်လဲပြိုသွားခဲ့ရတယ်နောက်တနေ့မနက်ခင်းရဲ့တာယာလှပတဲ့နေအောင်ကြီးနွေးနွေးလေးအခန်းထဲကိုဖြာချလာတဲ့အချိန်မှာတော့လင်းရဲ့တယောက်တတိပြန်လဲလာခဲ့ပါတယ်စုရောင်ကသူ့ရဲ့ဘေးနားမှာစိုးရိမ်ပူပန်မှုအပြည့်ရှိတဲ့မျက်ဝန်းတွေနဲ့ကြည့်ရှုစောင့်ရှောက်နေပြီးရှင်မသေးသေးဘူးပဲဘာလို့ဒီလောက်တောင်စွမ်းရည်အများကြီးကိုစုပ်ယူလိုက်ရတာလဲရှင်သေးလူနေပါဖြစ်သွားတာကိုသိရလားလို့မျက်နှာလွှဲပြီးစိတ်ဆိုးမှန်ဆိုးနဲ့ပြောဆိုလိုက်တယ်ပြီးတော့ရှင်ဘာမှမထိနဲ့ဦးမကြခင်မှာဒီစွမ်းရည်တွေကိုထပ်ပြီးအသုံးမပြုရတော့ဘူးဒါကအမိန့်ပဲလို့တင်းတင်းမာမာပြောဆိုကအခန်းပြင်ကိုထွက်သွားဖို့ပြင်ဆင်ပါတယ်လင်းရဲ့ကသူမရဲ့စိုးရိမ်မှုကိုနားလည်သွားပြီးစုရောင်ကငါ့ကိုထွက်ပြေးမှာဒါမှမဟုတ်တစ္ဆာဖောက်မှာကိုကြောက်နေတာမဟုတ်ဘူးငါ့ကိုလောကကြီးထဲကနေထာဝရပြောက်ကွယ်သွားမှာကိုပဲကြောက်နေတာပါလို့စိတ်ထဲကနေနဲ့နဲ့ဆိုင်ခံစားသိရှိသွားပါတယ်ပြီးတော့သူကစုရောင်ကိုကြည့်ပြီးအမိတ်တိုင်းမှာဇနီးလေးလိုချိုးသားစွာစားနောက်လိုက်တဲ့အခါစုရောင်ကရှက်ကိုရှက်ကန်းနဲ့မရေနဲ့တော့ထက်ရရင်ရှင်းမျက်လုံးတွေကိုဖောက်ထုတ်ပြမယ်တိတ်ပြီးတော့လဲဘဝမမြင့်တဲ့အူလိုမဲလုပ်ပြီးချင်းချောက်လိုက်ပြန်ပါတယ်နောက်ဆုံးမှာတော့အေးချမ်းလာပါတဲ့ဥယျာဉ်လေးတွေကတစ်ပင်ကြီးအောက်မှာစုရောင်တယောက်ထဲထိုင်နေရင်သူမရဲ့လက်ဖွားလေးကိုငေးကြည့်ကအရင်တုန်းကတော့မကောင်းဆိုးဝါးစွမ်းရည်တွေကငါအတွက်နာကျင်မှုတွေကိုပဲယူဆောင်ပေးခဲ့တာရှင်ကိုမတွေ့ဆုံခင်ထိပေါ်လို့အချစ်စစ်ရဲ့တန်ဖိုးကိုပထမဆုံးအကြိမ်နားလည်သွားတဲ့လေတန်လေးနဲ့တိုးတိုးလေးရေယိုရင်တကိုယ်တည်းပြုံးနေပါတော့တယ်ချယ်ရီပွင့်ဖက်လေးတွေတဖြုတ်ဖြုတ်ကြွေကြနေတဲ့တစ်ပင်ကြီးအောက်မှာနတ်ဆိုးမင်းသမီးလေးနဲ့သူချစ်ရတဲ့လူသားစစ်သူကြီးလင်းရဲတို့နှစ်ယောက်ငြိမ်သက်စွာထိုင်နေကြတဲ့အေးချမ်းလာတဲ့ဒီမြင်ကွင်းနောက်ကွယ်မှာရင်နာစရာကောင်းတဲ့ကံကြမ္မာတွေပုံကွယ်နေတာကိုဘယ်သူမှမသိနိုင်ခဲ့ကြဘူးနတ်ဆိုးမင်းသမီးလေးကလင်းရဲရဲ့လက်ဖွားပုတ်ကိုချယ်ရီပွင့်ဖက်လေးတွေတပွင့်ချင်းစီတင်ပေးရင်းနဲ့မျက်တောင်လေးတွေပင်းလို့တိုးညင်းတဲ့အတန်လေးနဲ့ပြောလိုက်တယ်နောက်တစ်ချိန်ကျရင်နည်းနည်းလောက်မြင်သာပေးပါလာတဲ့အဲ့ဒီခါလင်းရဲကဘာဖြစ်လို့လဲဆိုတဲ့ပုံစံမျိုးနဲ့ဘာပြောတာလဲလို့မေးလိုက်မိတယ်မင်းသမီးလေးကစိုးရိမ်စိတ်တွေအပြည့်နဲ့ဆက်ပြောတယ်ငါရဲ့ခန္ဓာကိုယ်တွေကနတ်ဆိုးစိတ်တွေကိုမြင့်တက်စင်ပေးတဲ့အချိန်ကျရင်အဲ့ဒီလောက်အထိကြမ်းတမ်းမနေပါနဲ့တဲ့အဲ့ဒီလိုပြောရင်းနဲ့မင်းသမီးလေးကလင်းရဲရဲ့လက်ကိုအသားအရဆုပ်ကိုင်လိုက်တဲ့အချိန်မှာပဲလင်းရဲရဲ့လက်ကဝန်းမှာပတ်ထားတဲ့ငွေနဲ့လေးကလှုပ်ရှားလာပြီးလင်းရဲရဲ့လက်မောင်းပေါ်ကိုတွားပြီးဆွဲပက်လိုက်တယ်မင်းသမီးလေးကလင်းရဲရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်းနဲ့လင်းရဲလို့တိုးတိုးလေးခေါ်လိုက်တယ်လင်းရဲကလည်းအင်းလို့ပြန်ထုတ်လိုက်တဲ့အချိန်မှာမင်းသမီးလေးရဲ့မျက်နှာကခက်ထန်သွားပြီးအကယ်၍မင်းသားငါကလွဲလို့တခြားဘသူကိုမဆိုဒီလိုမျိုးအစိတ်တန့်စင်ပေးဖို့ကြိုးစားမယ်ဆိုရင်တော့မင်းကိုရုပ်တရုပ်အဖြစ်ငါပြောင်းလဲပြစ်မှာဖြစ်ပြီးနေ့တိုင်းရင်ဝင်ထဲထည့်ပြီးအိပ်ပြစ်မယ်လို့ရာဇတန်ပေးလိုက်တယ်လင်းရဲကမင်းသမီးလေးရဲ့လက်ကိုနှက်ရှာရင်းနဲ့အမိတ်တိုင်းမှာငါရဲ့နှက်ဆိုးမင်းကြီးမလေးလို့ကတိပေးလိုက်တယ်ဒါပေမဲ့အေးချမ်းတဲ့အချိန်တွေကကြကြမခံခဲ့ပါဘူးရုပ်တရက်ဆိုသလိုကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားပြီးမကောင်းဆိုးဝါအမွှေးသက်တွေဖုံးလွှမ်းလာတဲ့အချိန်မှာမင်းသမီးလေးရဲ့ခန္ဓာကိုယ်ထဲကနှက်ဆိုးစွားတွေကထိမ့်မနိုင်တိမ်မရပေါက်ကွဲထွက်လာခဲ့တယ်မင်းသမီးလေးရဲ့မျက်လုံးတွေကတွေးလို့နေရသွားပြီးမျက်ရည်တွေစားသွေးတွေစီးကျလာတဲ့အထိအခြေအနေကဆိုးရွားလာခဲ့တယ်အဲ့ဒီအချိန်မှာမင်းသမီးလေးကလင်းရဲကိုကာကွယ်ခြင်းနဲ့စိတ်နဲ့လင်းရဲမင်းကဖန်တီးထားတဲ့ဒီအတားစီစီဝိုင်းတွေကနေဘယ်တော့မှအပြင်ကိုမထွက်လာခဲ့ပါနဲ့လို့တတိပေးလိုက်တယ်ဒါပေမဲ့လင်းရဲကမင်းသမီးလေးကိုတယောက်တည်းအနည်းမရင်ဆိုင်စေချင်ဘူးငါတို့တွေအတူတူရင်ဆိုင်ကြမယ်လို့အော်ပြောလိုက်တဲ့အခါမင်းသမီးလေးကဝမ်းနဲ့ရည်တွေအပြည့်နဲ့မင်းတည်သွားလိမ့်မယ်လို့ပြန်ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေအလင်းနှန်းကြီးတွေကျဆင်းလာပြီးဆုံးမဝေအဖိုးကိုတယောက်ကမော်စီရင်ပြားကြီးကိုကန်ဆောင်လို့ပေါ်လာခဲ့တယ်တတိုင်းနဲ့ထဲမှာပဲလင်းရဲရဲ့ပကုံးပေါ်ကမွေးရပါအမတ်သားကမိတော့တွေလို့ပူလောင်တောက်လောင်လာပြီးလင်းရဲတယောက်နာကျင်စွာအော်ဟစ်လိုက်ရတယ်အဲ့ဒီအဖိုးအိုကလင်းရဲကိုကြည့်ပြီးတော့လှောင်ပြုံးပြုံးရင်းနဲ့ဂျင်ရံမျိုးနွယ်စုရဲ့နောက်ဆုံးကြံရစ်တဲ့တွေးမျိုးဆက်လေးပါတကားလို့ရေရွတ်လိုက်ပါတော့တယ်မင်းကောင်လေးမင်းကိုမင်းဘာလို့မနဲ့အငွေတက်တွေကိုတန့်စင်ပေးနိုင်လဲတီလာမွေးရပါမို့လို့လားပါရမီထူးလို့လားဒါဟာငါတို့ငငယ်လေးကလေးကမင်းခန္ဓာကိုယ်ထဲမှာမွေးမြူထားတဲ့တန့်စင်တဲ့မီးရှံပဲမင်းကငါတို့ဖန်တီးထားတဲ့ကရိယာတစ်ခုတက်ပါပဲလာဆန်းအရှင်မင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကဂျင်ရံမျိုးနွယ်စုတစ်ခုလုံးကိုဘသူတွေမျိုးတော့အောင်တက်ခဲ့လဲဆိုတာမင်းမသိချင်ဘူးလားဒါဟာမင်းမဟုတ်တာတော့သိကြပါတယ်ဒါဟာမင်းရဲ့ဖခင်အရှင်မူချန်ရဲ့လက်ချက်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း1000ကအရှင်မူချန်ဟာစစ်တပ်ကိုဦးဆောင်ပြီးဂျင်ရံမျိုးနွယ်စုကိုအကြမ်းဖက်နှင်းချခဲ့တယ်သူတို့ရဲ့မျိုးစေ့ကိုလူယူဖို့အတွက်လူပေါင်း13000ကျော်ကိုတက်ဖြတ်ခဲ့တာဂျင်ရံမျိုးနွယ်စုမပျက်စီးခင်မှာနောက်ဆုံးနဲ့အင်အားအကောင်းဆုံးမျိုးစေ့ကိုချန်ရွှေခိုင်းကထိမ့်သိမ်းထားတဲ့တူလောင်ကန်ထဲမှာချိတ်ပိတ်ထားခဲ့တယ်လင်းရဲ့မင်းက
ငါကယူးမဆိုင်ဘူးအတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်မင်းကဘသူသမီးပဲဖြစ်ဖြစ်ငါကဘသူရဲ့တိုးလောင်ကံပဲဖြစ်ဖြစ်အခုချိန်မှာငါလိုချင်ဆုံးကမင်းတို့ကိုအကုန်လုံးကိုအမုတ်ချီဖြစ်ဖို့ပဲလူမိုက်တွေတိတ်ကုန်မိုက်မဲလုံးကြတယ်အမောင်ထူးကြီးဆိုတဲ့ညတညရဲ့လက်ပြေဝန်းအောက်မှာပြင်းထန်တဲ့စွမ်းရည်လိုင်းတွေဟာကောင်းကင်ရန်အထိတဟုန်ထိုးတက်သွားကြပြီးကြောက်မက်ဖွယ်ရာကဘာပြက်ကတစ်ခုလိုမြေပြင်တွေအကွဲကြောင်းထွက်ကပောက်ကွဲကုန်ကြတဲ့ထိုးချိန်မှာပဲထူးဆန်းတဲ့မနက်ဆက်ဝိုင်းလယ်မှာဒူးထောက်နေတဲ့လူငယ်လေးရဲ့ခန္ဓာကိုယ်ထဲကနေဝါဝင်းတဲ့စွမ်းရည်မိတောက်တွေဟာရှမ်းထွက်လာပြီးသူဟာနာကျင်လုံးလို့အော်ဟစ်နေရတဲ့သူ့ရဲ့ level နဲ့မျက်နှာတစ်ပြင်လုံးမှာစွမ်းရည်ကြောတွေဟာရဲရဲတောက်လင်းလက်လာပြီးနတ်ဆိုးတစ်ကောင်လိုပုံစံပြောင်းလဲနေချိန်မှာပဲမင်းကလေးတစ်ယောက်ဟာအဝေးကနေလှမ်းပြီးတော့အသေးအတန်အော်ဟစ်တားဆီးနေခဲ့တယ်ဒါပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီးအားကောင်းလာတဲ့ငကားနဲ့ကြီးရဲ့စွမ်းရည်တွေဟာထိုလူငယ်ရဲ့ခန္ဓာကိုယ်ထဲကိုအလုံးအရင်းနဲ့စီးဝင်သွားပြီးဝါမျိုးချင်းကိုခံလိုက်ရတဲ့အဖြူရောင်ဝတ်စုံတဲ့လူငယ်လေးဟာတတိပြန်လဲလာတဲ့အခါမှာတော့သူ့ရဲ့လက်ဖွားပြင်မှာရွှေအောင်လင်းတဲ့တွေစီးဆင်းနေတာကိုတွေ့လိုက်ရပြီးသူကိုယ်တိုင်လည်းမြင့်တက်သွားခဲ့ရတယ်တကယ်တော့ဒီလူငယ်ဟာတက်ကြီးဝါကြီးပညာရှိတဦးရဲ့စမ်းသပ်မှုတစ်ခုဖြစ်နေခဲ့ပြီးထိုပညာရှိကြီးကဒီတက်ရှိခန္ဓာကိုယ်ရဲ့အရေးချင်းကတကယ်ကိုမဆိုးလာဘူးလို့ကျင်းတဲ့အားရစွာပြောဆိုနေခဲ့တယ်ဒါတင်မကသေးပဲတန့်စင်တဲ့မိတောက်တွေနဲ့ပေါင်းစပ်မှုက9ပုံလောက်ထိအောင်မြင်နေပြီလို့လည်းဆိုလိုက်တယ်ဒါပေမဲ့ထိုစမ်းသပ်မှုရဲ့နောက်ွယ်မှာတော့လူငယ်လေးဟာတန်ချေချင်းတွေခက်ခံထားရပြီးတွေးတန်ရဲရဲနဲ့အချင်းထောင်ထဲမှာမြင့်မျောလဲကျနေခဲ့ရရှာတဲ့သူဟာနာကျင်စရာကောင်းတဲ့အတိတ်တွေကိုပြန်လဲတတိယလာပြီးရှေးဟောင်းကျန်းစာအုပ်ထဲကလှုပ်ဝက်ချက်တွေကိုရှာဖွေဖတ်ရှုမိတဲ့အခါမှာတော့တုံးလုံးစရာကောင်းတဲ့အစီအစဉ်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့ Naso Igre ရဲ့တွင်းမျိုးဆက်တွေကိုအမြင့်ပြည့်ချေမှုနိုင်ဖို့အတွက်တန့်စင်တဲ့မိတောက်တွေကိုတည်ဆောင်နိုင်မဲ့တက်ရှိလက်နက်တစ်ခုကိုဖန်တီးဖို့ပဲဖြစ်နေခဲ့တယ်။ဒါဟာကံကြမ္မာရဲ့ကျင်းစာတစ်ခုလိုပါပဲ။ကောင်းကင်ပြအောက်မှာရန်သူနှစ်ဦးထိတ်တိုက်တွေ့ဆုံကြတဲ့အခါမှာတော့လျှက်စီးကြောင်းတွေဖြစ်ပြေးသွားပြီးတယောက်နဲ့တယောက်လက်ချင်းထိမိုံနဲ့ပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပေါ်လာကနှစ်ပေါင်းထောင်ကြီးကလှုပ်ဝက်ချက်အမှန်တရားကိုထိုလူငယ်လေးသိရှိသွားခဲ့ရတဲ့စစ်တလင်းပြင်ကြီးတစ်ခုလုံးမိဟုံးဟုံးတောက်လောင်ပြီးကဘာပြတ်မတက်ပျက်စီးသွားခဲ့ရကဒါတစ်စင်းကတော့မြေကြီးထဲမှာစိုက်ဝင်လက်သားကျန်ရှိနေခဲ့တယ်။ဘာမှမသိနားမလည်ရှာတဲ့မိန်းကလေးဟာဖခင်ဖြစ်သူရဲ့စိတ်ခိုင်းမှုကြောင့်ပျက်စီးသွားတဲ့စစ်တလင်းပြင်ကြီးစီကိုရောက်ရှိလာခဲ့ပြီးလဲကျသေးဆုံးနေတဲ့စစ်တီတော်ကြီးရဲ့အလောင်းသားကိုတဖြည်းဖြည်းတိုးကပ်သွားကသူ့ရဲ့မျက်နှာကိုတနာကယူနာတက်စွာနဲ့ဖွာဖွာလေးလန်းကင်လိုက်မိပါတော့တယ်။ဂျင်ယန်မီတောက်တွေလုံးဝနိုးထလာဖို့အတွက်ဆိုရင်3ပြည်စနာလောက်အချိန်ယူရမှာဖြစ်ပြီးအဲ့ဒီအချိန်ရောက်ရင်တော့မော်တွန်းဟာဘာမှမတက်နိုင်ပဲတေဆုံးသွားရမှာအမှန်ပဲဖြစ်ပါတယ်။ဂျင်ယန်ဆိုတာရှေးဟောင်းခေတ်ကလေးကမော်မျိုးနဲ့ဆုံးရဲ့အနွယ်ဝင်တွေကိုနှိမ်နှင်းဖို့အတွက်တည်တံ့ဖြစ်တည်လာခဲ့တဲ့ထူးခြားဆန်းပြတဲ့မီတောက်တစ်မျိုးဖြစ်ပြီးတော့သူဟာလုံးဝဥတုံနိုးထသွားပြီးတဲ့နောက်မှာမော်ကောင်တွေအားလုံးကိုရှာဖွေပြီးဖျက်ဆီးပစ်မှာဖြစ်တယ်လို့စုရောင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မော်မျိုးတွေကိုပါရှာဖွေပြီးပြကြအောင်ခြေဖြတ်ပစ်မှာဖြစ်ပါတယ်။အဲ့ဒီခါကျရင်တော့သူဟာအလိုလျောက်အစွမ်းတွေပြည့်ပြည့်သွားရမှာဖြစ်ပြီးဂျင်ယန်မီတောက်တွေအကုန်လုံးလောင်ကျွမ်းပြီးသွားတဲ့အခါမှာလည်းလက်ရှိခန္ဓာကိုယ်ပိုင်ရှင်ရဲ့တွေးကြောတွေကိုပြန်လည်တိုက်ခိုက်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းငါတို့စုစည်းထားတဲ့မိမျိုးစေ့တွေကိုနောက်ထပ်ခန္ဓာကိုယ်တစ်ခုတည်းကိုပြောင်းရွှေ့ပြီးလို့ရနိုင်ပြီးငါတို့စီမှာအရန်သုံးဖို့အတွက်အသင့်ပြင်ထားတဲ့ခန္ဓာကိုယ်အခုရာချီပြီးရှိနေတာမို့လို့စုရောင်မင်းအခုချက်ချင်းရက်တက်လိုက်ပါတော့စုရောင်မင်းယူနေပြီလားစုရောင်ငါပြောတာကိုနားထောင်ပါဦးချင်းရဲ့မျိုးနွယ်စုကိုမင်းရဲ့အဖေကမျိုးတုံးအောင်တက်ခဲ့တာမဟုတ်ပါဘူးဒါဟာမင်းဖေနဲ့ကောင်းကင်ကျန်းစာကိုင်းတို့ရဲ့လျှို့ဝှက်ကုန်သွယ်မှုတစ်ခုသာဖြစ်ပြီးသူတို့ဟာမင်းကိုနှစ်ပေါင်း1000တိုင်တိုင်လိမ့်ညာလာခဲ့ကြတာဖြစ်ပါတယ်မင်းရဲ့အဖေကသူ့ရဲ့အုပ်ချုပ်မှုကိုချင်းချောက်နိုင်တဲ့ချင်းရဲ့မျိုးနွယ်စုတွေကိုအမြင့်ပြည့်ချေမှုန်းချင်ခဲ့တာဖြစ်ပြီးကောင်းကင်ကျန်းစာကိုင်းကလည်းဂျင်ယန်မျိုးနွယ်စုရဲ့မိမျိုးစေ့တွေကိုယူပြီးမင်းကိုပြန်လဲတိုက်ခိုက်ဖို့လက်နက်တွေထုတ်လုပ်ခြင်းခဲ့ကြတာမို့လို့သူတို့အားလုံးဟာလူကောင်းတွေမဟုတ်ကြပါဘူးအားလုံးကလူယုံမာတွေကြီးပါပဲအားမော်တွန်းတခင်ကြီးအခုတော့အမှန်တရားကိုသဘောပေါက်ပြီမလားမင်းတို့နှစ်ယောက်ဟာတနအုပ်ကလေးကအတူတူရှိမနေတဲ့သူတွေဖြစ်ပြီးသူဟာဂျင်ယန်မျိုးနွယ်စုရဲ့နောက်ဆုံးကြံရှိခဲ့တဲ့မိမျိုးစေ့တစ်ခုဖြစ်တယ်လို့မင်းကိုတက်ဖြတ်ဖို့အတွက်တည်တံ့ဖြစ်တည်လာခဲ့တဲ့လူတက်လက်နက်တစ်ခုသာဖြစ်တယ်မလာပါနဲ့တော့ငါနားကိုမတိုးပါနဲ့ငါမင်းကိုထိခိုက်မိလိမ့်မယ်ငါပြောပြီးပြီလေပါပဲဖြစ်ဖြစ်အတူတူရင်ဆိုင်ကြမယ်လို့စုရောင်မင်းယူသွားပြီလားမင်းတကယ်ပဲယူနေပြီလားငါကမူလကလေးကယူထုတ်ခဲ့ရသူတယောက်ပါပဲစုရောင်ဟာသူမရဲ့ကျင့်စဉ်စွမ်းအားတွေကိုအတင်းအဓမ္မဖောက်ထွက်စေခဲ့ပြီးသူမရဲ့မူလအသက်စီဝစွမ်းအားထက်ဝက်ကိုရင်းနှီးပြီးလင်းရဲကိုကဲတင်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအသက်တခင်တစ္ဆာကတိကိုအတူတူပြုလုပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ဒီတစ်ချိန်မှာတော့ငါတို့နှစ်ယောက်ဘယ်တော့မှခွဲခွာခြင်းမရှိတော့ဘူးနော်အားလုံးကငါအပြစ်တွေကြီးပါပဲအရာအားလုံးအတွက်မင်းကိုပဲအပြစ်တင်ရတော့မှာပဲအိုးမင်းကငါ့ကိုဘာအတွက်ကြောင့်အပြစ်တင်ချင်ရတာလဲစုရောင်ဟာပူကက်ကလထိုင်ပေါ်မှာတက်တောင့်တက်တာလှဲရောင်ရင်လင်းရဲကိုရွှွနှောက်နှောက်နဲ့မိလိုက်ပါတယ်မင်းပဲပြောတော့ဟုတ်ကဲ့ပါခန္ဓာကိုယ်ရဲ့ကဝိညာဉ်စွမ်းအားတွေပေါင်းစပ်နိုင်မလားဆိုတာစမ်းသပ်ကြည့်အောင်ဆိုပြီးအခုတော့တခါတည်းနဲ့တင်ကိုဝင်ရှိသွားပြီလေမင်းသားကိုတမင်တက်တက်လုပ်ခဲ့တာမလားစုရောင်ကစိတ်ကောက်တယ်လို့လေတန်နဲ့ပြောလိုက်တဲ့အခါလင်းရဲကပြုံးပြီးသူမအနာကိုတိုးကပ်လာခဲ့ပါတယ်မိမရဲ့အစင်ပြေရဲ့လာတိတ်ပြီးတော့နာကျင်နေသေးလားစကားတွေအများကြီးပြောမနေနဲ့တော့ကလေးမွေးလာရင်မင်းပဲအကုန်ထိရမှာနော်ငါကတော့3ရက်လောက်အေးဝါအိပ်ပြဦးမှာမဟုတ်ဘူး3လလောက်ကိုအိပ်ပြမှာစုရောင်ကချွဲနှွေပြီးပြောလိုက်တဲ့အခါလင်းရဲကသူမရဲ့ဗတ်ပြင်လေးကိုနူးညံ့စွာနှမ်းရှုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောင်အောက်ခြေကနေပြီးတော့ကျင့်ကြံသူတွေအစုလိုက်ပြုံးလိုက်ရောက်ရှိလာပြီးသူတို့ဟာဒီနေရာကိုယတနာတွေရှိတဲ့လှုပ်ဝက်ဆန်းပြတဲ့နယ်မြေတစ်ခုလို့ထင်မှတ်ပြီးတက်လန်းလာကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းစုရောင်ရဲ့မျက်ဝန်းတွေဟာရုတ်တရက်ရဲရဲညီသွားပြီးကောင်းကင်ရဲ့တစ်ခုလုံးမှောင်မိုက်သွားကအနက်ရောင်ဆုံးရဲစွမ်းအားတွေတောင်ကုန်းတစ်ခုလုံးဖြန့်ကျက်သွားခဲ့ပါတယ်လင်းရဲကသူမရဲ့လက်ကိုစုပ်ကန်ရင်းနဲ့မိမရေပြီးခဲ့တဲ့တစ်ခေါက်ကအဲ့ဒီမတိုင်ခင်အခောက်တွေကငါတို့တွေအတူတူဂရုပြုထားကြတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်စိတ်လိုက်မှန်မှမလုပ်ကြီးလေလို့နူးညံ့စွာတားဆီးလိုက်ပါတယ်သိပါတယ်ရှင်စိတ်လည်းမထောက်ဘူးစိတ်လည်းမကောက်တော့ဘူးဟုတ်ပြီလားဒီလိုဆိုရင်တော့ရပြီမလားစုရောင်ကအပြုံးလေးနဲ့ပြန်ပြောပြီးလင်းရဲရဲ့ပကုံးပေါ်ကိုမိတွေ့လိုက်ပါတယ်ညနေခင်းနေဝင်စည်းစာအလှတရားတွေကိုအတူတူကြည့်ရှုနေရင်းနဲ့စုရောင်ကစိုးရိမ်တကြီးမင်းများလိုက်ပါတယ်လင်းရဲတကယ်လို့ကလေးကငါရဲ့မော်မျိုးနွယ်တွေးနှောစိတ်တွေကိုဆက်ခံလာခဲ့ရင်ငါတို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီခါကျရင်တော့သူ့ကိုဘယ်လိုမျိုးအချစ်ခံရမလဲဆိုတာကိုပဲငါတို့တင်ပေးကြတာပေါ့လင်းရဲကစုရောင်ရဲ့အစံတွေလေးတွေကိုတက်တင်ပေးရင်းနှစ်သိမ့်လိုက်ပြီးသူတို့နှစ်ယောက်ဟာအမုန်းတရားတွေကင်းဝေးရာတောင်းပေါ်အခြေခံရက်မှာတာယာအေးချမ်းတဲ့ဘဝလေးကိုထာဝရပိုင်ဆိုင်သွားခဲ့ကြပါတော့တယ်